နောက်ထပ်10နှစ်20အတွင်းမှာလူတွေကလာပေါ်ကိုပြန်သွားကြတော့မယ်လို့ခင်ဗျားတို့လည်းကြားနေရလိမ့်မယ်ဒီ Artemis program တို့เนาะတရုတ်နဲ့ရုရှားတွေရဲ့ Lunar Station တို့ private company တွေရဲ့ Moon Mining တို့ Lunar Hotel တို့ Space Tourism တို့အိမ်မက်တွေကတော့အကြီးအမှတ်ကြတာပဲเนาะကြားရတဲ့ကိစ္စတွေကတော်တော်ကြီးတဲ့ကိစ္စတွေဒါပေမဲ့ခဏလေးမေ့ထားလိုက်ပါအောင်အရင်ညိုဝေးနေသေးတယ်အရင်ညိုသိပ္ပံဇာတ်ကားပေါ့เนาะ sci-fi ဆန်နေသေးတယ်ဆိုတော့အဲ့ဒီအရန်ဝေးလာပါကြီးရဲ့ဆိုတဲ့ dream ကိုခဏရက်ပြီးတော့ကျွန်တော်တို့အရေးကြီးတဲ့မိကုံးလေးတစ်ခုကိုကျွန်တော်တို့အုံနောက်နဲ့လိုက်မိတဲ့အတိုင်းအတာနေပြီးတော့မေးကြည့်အောင်လာပေါ်မှာအိမ်ဘယ်လိုဆောက်ကြမှာဘယ်လိုနေကြမှာလဲရောက်သွားပြီပဲထားဘယ်လိုနေကြမှာလဲလူတယောက်ကလာကဘာပေါ်မှာအသက်ရှင်မှုဆိုတာအိမ်တစ်လုံးရှိုံနဲ့သိရမလား expansion pack တွေတခါတည်းပါလာမှာမဟုတ်ဘူးဒါ DLC အနေနဲ့ပေးဝယ်ရမှာဥပမာ basic လေးတွေပဲကြည့်ကြည့်နော်အဝေးမသွားနဲ့အောင်မီးရေလေမြေအဲ့ကောင်တွေကကဘာပေါ်မှာအိမ်ဆောက်ရင်တော့တခါတည်းပါလာပြီးသားလာပေါ်မှာကျတော့ဒါ DLC တွေဖြစ်သွားပြီအဲ့ဒီအိမ်ထဲမှာလေရှိရမယ်အပူရှိရမယ်ရေကိုတန်းစင်ပေးနိုင်ရမယ်ဆက်သွယ်ရေးစနစ်တွေကလည်းအများနဲ့လည်ပတ်နိုင်ရမယ်အပြင်မှာအလုံးလုံးပေးနေမဲ့စက်ရုပ်တွေမှာလည်းအားမကုန်ရဘူးအဲ့ဒီအရာတွေအကုန်လုံးအတွက်လာပေါ်မှာအရေးအကြီးဆုံး resource ကဘာဖြစ်မလဲရိုးရိုးလေးပဲတွေးကြည့်အရင်ခေတ်တုန်းကတော့လူတွေအတွက်အရေးကြီးဆုံးဆိုတာမီးဖြစ်ရှင်ဖြစ်လိမ့်မယ်ဒီဘက်ခေတ်မှာကျတော့ပါဝါအရေးကြီးဆုံးဖြစ်လာပြီလက်စစ်မီနဲ့မတူဘူးနော်သိရမလားလုံမြန်သောကွန်ပျူတာပဲဆင်မလား custom gaming PC တွေပဲဆင်မလား Microsoft computer hardware တွေနဲ့ accessories တွေပဲရှာချင်တာလားဒါမှမဟုတ်သားမိမိရဲ့အတွက် computer လေးတွေရှာတာပဲဖြစ်ဖြစ် tech case မှာအကုန်လုံးရှိတယ်ဘလို့ PC မျိုးပဲလို့သုံးချင်တဲ့ budget နဲ့သုံးမဲ့ပုံစံအတွက်အကောင်းဆုံးဖြစ်မဲ့ set တွေကိုတေချာ customize လုပ်ပြီးတော့တခါတည်းဆင်ပေးတယ်ဆိုတော့ computer hardware တွေအကြောင်းကိုအရင်ကြီးနားမလည်ရင်တော့မှဘာမှစိတ်ပူစရာမလိုဘူး Tech case ကရန်ကုန်မှာဆိုလို့ရှိရင်တင်ပြူမှာတစ်ဆိုင်အလုံးမှာတစ်ဆိုင်ရှိတယ်လက်ရှိ update price တွေသိချင်တယ်ဆိုလို့ရှိရင်လည်းအခုပြထားတဲ့ Tech case website မှာတွားကြည့်လိုက်ရုံပဲဆိုတော့ကြောင်းသုံးရုံးသုံး game ဆော့ဖို့ပဲဖြစ်ဖြစ်အလုံးလုံးမဲ့ setup ကို level up လုပ်ဖို့ပဲဖြစ်ဖြစ် Tech case ကိုတွားကြည့်လိုက် link ကိုကျွန်တော်အောက်က description ထဲမှာချပေးထားမယ်ဆိုတော့လာပေါ်မှာမီးပြတ်တယ်ဆိုတာနော်ကဘာပေါ်မှာမီးပြတ်သွားတာမျိုးသိမလားပန်ကာလေးရက်သွားတာလား wifi လေးပြတ်သွားတာလားချွေးလေးနဲ့စို့တာလောက်ပဲဖြစ်မှာမျိုးမဟုတ်ဘူးအကုန်လုံးရှော့ပရာသားတွေဝင်ကုန်လိမ့်မယ်ဆိုတော့ Moon Race ရဲ့အဓိကမေခွန်းကဘယ်နိုင်ငံကလာဖို့အရင်ရောက်ပြီးတော့အလံအရင်စိုက်မလဲမဟုတ်တော့ဘူးဘသူကလာပေါ်မှာမီးမပြတ်အောင်ပေးနိုင်မလဲဘသူကလာပေါ်မှာ EPC လုပ်ပေးနိုင်မလဲပေါ့ဆိုတော့ဒီဗီဒီယိုမှာလူတွေရဲ့လာကဘာအိမ်မက်ကိုအခုလက်ရှိ current technology နဲ့ပြန်ပြီးတော့ချိန်ကြည့်မယ်လာပေါ်မှာတကယ်နေခွင့်ရမယ်ဆိုရင်အိမ်ဘယ်လိုဆောက်မလဲမီးကိုဘယ်ကနေရโอเคခြေပြင်းရှက်ဆိုင်လေးကြိုးလိုပါတယ်အရင်တော့ကအပိုလိုခစ်တုန်းကဆိုလို့ရှိရင်လာဖို့သွားတယ်ဆိုတာအလန်ဆိုင်ဖို့အမေရိကန်နဲ့ဆိုဗီယက်ပြိုင်ပွဲနေမှာသိရမလားငါတို့နိုင်သွားပြီဆိုတာမျိုးကိုသွားပြဖို့ကြွားယုံလောက်သိရမလား political ပြိုင်ပွဲတစ်ခုပဲလူတွေသွားတယ်ကြောက်တုံးတွေယူလာတယ်ဓာတ်ပုံရိုက်တယ်အဲ့တော့ဘာဆက်ပြက်ဘာမှလည်းဆက်မဖြစ်ဘူးအခုက Moon Race ပုံစံအစ်စ်ပြန်ဖြစ်သွားတယ်အစ်စ်ဆိုတာသိရမလားဟိုလက်ကဘာကိုပြန်သွားယုံတက်ပေးတော့လည်းမဟုတ်ဘူးပေါ့ဒီတစ်ခါမှကျတော့သူကနေဖို့ကိုစူးစမ်းတော့မယ်လာပေါ်မှာရေခဲတွေတူးမယ်အဲ့ဒီရေခဲကနေပြီးတော့အောက်ဆီဂျင်တွေယူမယ်ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်တွေကိုခွဲမယ်ဒုံးမြန်အတွက်စီတွေထုတ်မယ်စက်ရုပ်တွေနဲ့လမ်းဖောက်မယ် 3D printer တွေနဲ့အဆောက်အအုံတွေဆောက်မယ်ဒီနေ့မှာ Lunar Tourism Lunar Mining နဲ့လာကဘာစီးပွားရေးဆိုပြီးတော့ပေါ်လာမယ်ပေါ့ဆိုတော့အဲ့ဒီအိမ်မက်တွေကိုပြန်အိမ်မက်မှတ်ထားတဲ့ဥပမာတစ်ခုကိုပြပါဆိုလို့ရှိရင်ဂျပန်ရှင်ဇူဆောက်လုပ်ရေးကုမ္ပဏီရဲ့ Lunar Ring Idea လို့ပြောလို့ရတယ်သူရဲ့စိတ်ကူကဒီလာကဘာပေါ်က Equator တောက်လျှောက်ပေါ့နော်ကီလိုမီတာ1100လောက်ရှိတဲ့ဒီ solar belt ကြီးတစ်ခုကိုဆောက်မယ်လာပေါ်ကနေပြီးတော့နေရောင်ခြည်စွမ်းအင်ကိုထုတ်မယ်အဲ့စွမ်းအင်ကိုကဘာစီကိုပြန် export လုပ်မယ်ဗျာဆိုတော့ဒါနဲ့ဒီ idea ကုမ္ပဏီရဲ့ Shimizu Dream Vision ဆိုတဲ့ဌာနကနေထွက်လာတာဒီလူတွေမှာတခြားသောရေအောက်မြို့တော်တို့နော်အာကာသဟိုတယ်စီမံကိန်းတို့အဲ့ဒါတွေကိုလည်းသူတို့ကတင်ပြထားတာ proposal ထားတာရှိတယ်ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးကကျွန်တော်တို့မပြောဘူးခင်ဗျားတို့တွေးကြည့်လိုက်အနည်းဆုံးတော့စိတ်ကိုတော့ယဉ်ကျေးလို့ရတယ်ဟုတ်တယ်မလားပတ်စံမကုန်လားကံကောင်းထောက်မှလို့ဒီအိမ်မက်ကြီးတွေကတကယ်ဖြစ်လာပြီဆိုလို့ရှိရင် Star Wars ရဲ့လူခင်ဗျားတို့မှန်းကြည့်လို့ရတယ်ဒါပေမဲ့ခင်ဗျားတို့ရဲ့တက်တဲ့တစ်လျှောက်မှာတော့ဒါဖြစ်မလာနိုင်တော့ဘူးနော်တကယ်ဖြစ်လာပြီဆိုလည်းကျွန်တော်တို့မရှိတော့ဘူးထားပါတော့အိမ်မက်တွေကဘယ်လောက်ပဲကြီးတစ်ခုပြီးတစ်ခုပြန်ကြည့်လိုက်ရင်အားလုံးမှာတူတဲ့တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ Artemis base ပဲဖြစ်ဖြစ်China Russia Lunar Station ပဲဖြစ်ဖြစ်ရေခဲတူးမယ်ဆိုတဲ့စက်ရုပ်ပဲဖြစ်ဖြစ် Lunar Ring လိုမျိုး heavy project ကြီးတွေပေါ့နော်အဲ့ကောင်ကြီးတွေကလက်စွပ်မီးကိုမရှိမဖြစ်ကိုလိုတယ်လာကဘာပေါ်မှာ
power မရှိဘူးဆိုရင် base က base မဟုတ်တော့ဘူးအပူမပေးနိုင်တော့ဘူးလေမထုတ်နိုင်တော့ဘူးရေလည်းမတန့်စင်နိုင်တော့ဘူးစက်ရုပ်တွေမလဲနိုင်တော့ဘူးမိုင်းနေနေမလုံနိုင်တော့ဘူးအဲ့ဒါဆိုလို့ရှိရင်အရှိတုန်းကလောက်ခဲ့တဲ့အရှိတုန်းကမက်ခဲ့တဲ့အိမ်မက်တွေအကုန်လုံးကအကုန်ရေထဲမျောကုန်ပါပဲဟုတ်တယ်မလားဆိုတော့ရေခဲတူးမယ်တို့fuel ထုတ်မယ်တို့ဆိုတာကလေစကလုံးတက်တက်တွေပဲကျန်တော့မယ်တကယ်မှလုံမရတော့ဘူးဆိုလိုချင်တာကလားကဘာအိမ်မက်တွေအားလုံးရဲ့အောက်ခြေမှာ foundation တစ်ခုရှိတယ်အကုန်တူတဲ့ foundation ပေါ့အဲ့ဒါ power infrastructure ပဲဒါပေမဲ့ဒီနေရာမှာပြဿနာစတယ်ပေါ့နော်ကဘာပေါ်မှာမြို့တစ်မြို့ကိုဆောက်မယ်မီးလိုတယ်ဆိုတာရိုးကိစ္စလေးပဲ power plant နေဆောက်မယ် grid တွေချိန်မယ်နော်ကျိုးတွေတွဲမယ် battery တွေဘာတွေထည့်မယ်တော့ပဲလားကောင်မှာကျတော့အဲ့ဒီ basic တွေကတခုမှ basic မဟုတ်တော့ဘူးရေခဲထုတ်မဲ့နေရာမှာမီးမရှိဘူးဗျာပထမဆုံးအနေနဲ့ပြောကြရအောင်ဆိုလိုချင်တာကမီးထုတ်နိုင်တဲ့နေရာနဲ့မီးသုံးမဲ့နေရာအဝေးကြီးပဲကျိုးတွဲခြင်းတယ်ဆိုလို့ရှိရင်မြေတူးရတာလည်းခက်တယ်ကဲကျိုးတွဲရတာခက်တယ်ဆိုလို့ရှိရင် wireless ပို့မယ်ကွာဆိုတော့အဲ့ဒါလည်းအဆင်မပြေသေးဘူးဖုံမှုန့်နေပါတယ်နဲ့ဒီစွမ်းရည်ဆုံးရှုံးမှုပြဿနာအများများတယ်ဆိုတော့ solar panel တင်ထားရုံနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ဘူးလားပေါ်မှာအလင်းရောင်မရတဲ့အချိန်ကကျွန်တော်တို့ကဘာလိုမျိုးနိုင်အချိန်ပိုင်းလောက်လေးပဲမဟုတ်ဘူးလားစုပ်လောက်ွယ်ဘယ်နည်းတောင်ကြာလဲခင်ဗျာတွက်ကြည့်ပါလားဆိုတော့လားပေါ်မှာမျိုးဆောင်မယ်ဆိုလို့ရှိရင်အရင်ဆုံး rocket ကိုမကြည့်နဲ့ power plant ကိုအရင်ကြည့်ဖို့လိုတယ်ဘာလို့လဲဆိုတော့လားပေါ်မှာတကယ်ခြေချပြီးတော့သွားနေမယ်ဆိုလို့ရှိရင်ပထမဆုံးရင်ဆိုင်ရမှာကျွန်တော်တို့အားလုံးကြောက်တဲ့အမှောင်ကြီးဖြစ်တယ်။လားပေါ်မှာ power grid တစ်ခုဆောက်ဖို့ခက်ခဲစေတဲ့ပထမဆုံးပြဿနာကနေဝင်သွားတာအနိစ။ကဘာပေါ်မှာတော့ညဆိုတာတိတ်မကြောက်ဘူး။နေဝင်သွားလဲနောက်နာရီပိုင်းအတွင်းပြန်ထွက်လာမယ်ဗျာ။အိမ်နေကြီးကအဲ့ဒါသိကြတယ်။ဆိုတော့ solar panel တွေကမနေ့ကျရင်အားပြန်သွင်းနိုင်တယ်။နော်ဆိုလို့ချင်တာညဘက်ကတော့ battery ရက်နေပြီးတော့သုံးပေါ့။ဒါပေမဲ့လောက်ပေါ်မှာကျတော့မနေ့ပြန်နေထွက်မယ်ဆိုတဲ့ကိစ္စအလောက်လွယ်တဲ့ကိစ္စမဟုတ်။လောက်ကဘာရဲ့ equator နားမှာတညဆိုတာကဘာရက်နဲ့တွက်မယ်ဆိုလို့ရှိရင်14ရက်ကျော်လောက်ကြာတယ်။နိုင်ပိုင်းမဟုတ်ဘဲနဲ့နှစ်ပတ်နီးပတ်လောက်ဖြစ်နေတယ်။ဒီမှာနေ solar power ရဲ့ပထမဆုံးအားနည်းချက်ကစလာတယ်ပေါ့နော်။ solar panel တင်ယုံနဲ့မပြီးဘူး။အဲ့ panel တွေကိုနေအောင်မရတဲ့အချိန်မှာ base တစ်ခုလုံးအသက်ဆက်ပေးနေမယ် storage လို့တယ်။ဆိုလို့ရှိရင် battery အကြီးတွေလို့မယ်ဗျာ။နော်အဲ့ battery တွေအတွက်အပူထိန်းစင်ကြီးတွေလို့မယ်။ backup system တွေလို့မယ်။အဲ့ဒါတွေအကုန်လုံးကိုကဘာကနေပြီးတော့ဒုံးမြန်နဲ့တည်ရမှာ။ဆိုတော့ solar panel တက်လိုက်ရင်ရပြီလေဆိုတဲ့အဖြေကလောက်ကဘာပေါ်မှာဘာကြောင့်မယိုးရှင်းတာလဲဆိုတော့နည်းနည်းသဘောပေါက်သွားလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့လောက်ကဘာပေါ်မှာနေရာကိုအမြဲတမ်းနှီးပါဖမ်းထားနိုင်တဲ့နေရာတွေရှိတယ်လို့သူတို့ကမျှော်လင့်ထားကြတယ်အထူးသဖြင့်ဒီလောက်ကဘာရဲ့တောင်ဝင်ရိုးစွန်းဘက်က Shackleton Crater ပတ်ဝန်းကျင်လိုမျိုးဒီမြင့်တဲ့ဒီတောင်ကျောတွေပေါ့နော် ridge တွေပေါ်မှာနေအောင်ကြီးကိုအချိန်အများစုရနိုင်တယ်အဲ့နေရာတွေကလောက်ကဘာပေါ်ကမြောက်တကုံဖြစ်လာမယ်ဗျာတဲ့မလားပါဝါထုတ်ဖို့အတွက်ကတန်ဖိုးကြီးတဲ့နေရာတွေဖြစ်လာမယ်ဒါမှပြဿနာပါလဲဆိုတော့လူတွေကလားပေါ်မှာရေရှည်နေနေဆိုလို့ရှိရင် resource ကရေခဲရှိရင်တောက်ရေထုတ်နိုင်တယ်အောက်ဆီဂျင်ထုတ်နိုင်တယ် hydrogen နဲ့အောက်ဆီဂျင်နဲ့ခွဲပြီးတော့ဒုံးမြန်စီ rocket fuel တွေထုတ်မယ်အဲ့ဒီရေခဲတွေအများဆုံးရှိတယ်လို့မျှော်လင့်ထားတဲ့နေရာကကြတော့ဒီခုနက crater မှာမဟုတ်အဲ့ ridge မှာမဟုတ် permanently shadow crater လို့ခေါ်တဲ့အမှောင်အမြဲတမ်းဖုံးနေတဲ့ကြောက်ကဘာကြီးတွေထဲမှာတစ်ဖက်မှာကျတော့နေအောင်အပြည့်ရတဲ့တောင်ကျိုးတွေရှိတယ်နောက်တစ်ဖက်မှာကျတော့ရေခဲရနိုင်တဲ့အမှောင်ကျောက်တွေရှိတယ်မီးကအလင်းမှာရှိတယ်ရေကအမှောင်ထဲမှာရှိတယ်ဟာပြဿနာပဲလိုတာနှစ်ခုလုံးလိုတာလေနေရာကြီးက opposite ကြီးအဲ့လိုကြီးသွားဖြစ်ဆိုတော့လားပေါ်မှာမျိုးဆောင်မယ်ဆိုတဲ့အိမ်မက်ကအဲ့ဒီ contradiction နဲ့စပြီးတော့တိုက်မိတာနှစ်ခုလုံးအဆင်ပြေဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတော့နေအောင်ကြီးရတဲ့နေရာမှာ base ဆောက်မယ်ဆိုရင် power ရမယ်ဒါပေမဲ့အဲ့ဒီရေခဲကိုတူးဖို့အတွက်ကြောက်ထဲကိုဆင်းရရေခဲရှိတဲ့ကြောက်အောက်ထဲမှာအလုပ်လုပ်မယ်ဆိုရင် resource ရနိုင်တယ်ဒါပေမဲ့အဲ့နေရာမှာနေအောင်မရှိဘူးနေအောင်မရှိတော့မီးမရဘူးပြီးတော့အေးတာလည်းပုစုပဆက်အေးတယ် Shackleton Crater နားကအရေးကြတဲ့ပတ်ဝန်းကျင်တွေမှာဆိုလို့ရှိရင်အပူချိန်ကKelvin 40 ဝန်းကျင် Celsius နဲ့ဆိုလို့ရှိရင်အနှုတ်230 degree Celsius လောက်ထိအေးနိုင်တယ်လေမရှိရင်အပူအေးဆိုတာက instant ဖြစ်တဲ့အချက်ဗျာဒါအေးတယ်ဆိုတော့အဆင့်မျိုးချမ်းလိုက်တာဆိုတဲ့အဆင့်မျိုးမဟုတ်ဘူးစက်ပစ္စည်းတွေ battery တွေ cable တွေစိတ်ရုပ်တွေအဲ့ဒါတွေအကုန်လုံးကိုအလုံးမလုံးနိုင်အောင်လို့ဖိအားပေးမဲ့အခြေအနေအဲ့ဒီမှာပဲလကဘာအိမ်မက်ကနည်းနည်းသွားရှုပ်သွားတယ်နေအောင်ရတဲ့နေရာမှာမီးထုတ်လို့ရတယ်ရေခဲရှိတဲ့နေရာမှာအလုံးလုံးဖြစ်နေဒါပေမဲ့အဲ့ဒီနှစ်ခုလုံးကတနေရာထဲမှာမဟုတ်ဘူးအဝေးဖြစ်နေတော့ပြဿနာတက်တယ်ဆိုတော့ပြဿနာ base ကိုဘယ်နှဆောက်ရမလဲမဟုတ်တော့ဘူးမီးကိုဘယ်ကနေယူမလဲပြီးရင်အဲ့ဒီမီးကိုအမှောင်ထဲထိဘယ်လိုတည်သွားမလဲကဘာမှာဆိုရင်ကျိုးသွဲ့မယ်မြောင်းတူးမယ်မြောက်မှာကေဘယ်မြုပ်မယ်ပြီးပြီဒါပဲ done လကဘာကျတော့ကျိုးချောင်းတွေ့တာတော့မှ mission အကြီးတစ်ခုဖြစ်လာတယ်လကဘာဘောကဒီနေအောင်ကြီးရတဲ့တောင်ကျောတွေကနေပြီးတော့နော်ရေခဲရှိတဲ့အမှောင်ကျောက်တွေတဲကိုမီးသွဲ့ရမယ်ဖြေရလို့ထွက်လာပြီကဘာဘောက engineer တွေတို့ကတော့ကိစ္စရိုးရိုးလေးပဲကဘာဘောမှာကျိုးသွဲ့တယ်ဆိုတာ construction job ဗျာသိရမလား
မြေတူးဆက်နဲ့မြောင်းတူးမယ်ကျိုးတွေကိုမြေအောက်မှာမြုပ်မယ်ဒါပဲပြီးသွားပြီပုံမှန်ကျတော့မြေတူးတာဒီစားပြဿနာတက်ကဘာပေါ်မှာ excavator တွေပေါ့နော်ဒီမြေကြီးတွေကိုတူးတဲ့မြေတူးဆက်ကြီးရှိရလေအဲ့ကောင်ကြီးတွေကတူးနိုင်တယ်ဆိုတာဘာလဲဆိုတော့သူတို့ရဲ့ကိုယ်အလေးချိန်ကဒီမြေပြင်ကိုအားပြုနိုင်လို့လာပုံမှာကျတော့ gravity ကနည်းတယ်ဗျာနည်းတော့အဲ့အလေးချိန်က6ပုံ1ပုံပဲအားရှိတော့တယ်ဆိုလိုချင်တာဆက်ကဒီမြေကိုဖိနိုင်တဲ့အားလည်းညော့သွားတယ်ဆိုတော့မြေကြီးတူးဖို့တော့ဆက်ကိုဖိချလိုက်တော့တူးချင်တာတော့မြေကြီးဒါပေမဲ့အရင်ဆုံးကိုယ့်ဆက်ကိုမြေပေါ်မှာကတ်နေအောင်လုပ်ရတဲ့ပြဿနာအစလာပေါ်မှာမြောင်းတူးတာစပြီးတော့မရှင်ကြီးတစ်ခုကထပ်ဖြစ်လာပြန်ရောဆိုတော့ကက်ထားပါတော့နော်အချိန်အေးဆေးယူပြီးတော့အေးဆေးတူးကြမယ်အဲ့မှာပြဿနာနောက်တစ်ခုကထပ်ပေါ်တယ်လာပေါ်ကမြေသားကဘာပေါ်ကရှုပ်နေတဲတွေနဲ့မတူကဘာပေါ်မှာဆိုလို့ရှိရင်ကသူကရေနဲ့လေကကြောက်ခဲတွေကိုနှစ်တန်းမများစွာတိုက်စားထားတာဆိုတော့မြေသားကချောပြီးသားပဲစမှုဖြစ်ပြီးသားပဲလာကဘာပေါ်မှာကျတော့ရေလည်းမရှိဘူးလေလည်းမရှိဘူးဆိုတော့ဖုံမုံနေရဒီဖန်ခွဲစားတွေလိုမျိုးသူကခြုံတက်နေတာအဲ့ဖန်ခွဲစားလိုမျိုးမြေသားတွေကမြေတူးဆက်တွေကိုသူချစ်မိပြီးတော့ဘာညာ damage ဖြစ်တာဘာညာလည်းဖြစ်နိုင်နေတယ်ဆိုတော့ကျိုးနဲ့နော် cable နဲ့မီးသွယ်မယ်ဆိုတဲ့ဟာ engineer တွေအရင်ဆုံးစဉ်းစားမိမယ်နီလန်ဗျာရိုးရှင်းတယ်စွမ်းရည်ဆုံးရှုံးမှုနည်းတယ်လက်တွေချိတ်ထားတယ်ကျိုးရှိတယ်ဒါပေမဲ့လာကဘာပေါ်မှာကျတော့အဲ့ကျိုးတစ်ချောင်းနဲ့အတူတူပြဿနာတွေများစွာပါလာဆိုတော့ဒီလောက်တူးနေရရင်ကဲမြေအောက်ထဲမှာမြုပ်တော့ဘူးကွာနော်ကီလိုမီတာနဲ့ချီပြီးတော့ရှည်တဲ့မီးကြိုးတွေကိုမြေပေါ်မှာပဲဒီတိုင်းဆွဲဆန်ထားလိုက်မယ်ဘာဖြစ်လဲနော်cable management မကောင်းတော့လဲရှုပ်ရှက်ခတ်နေတော့ဘာဖြစ်လဲအဲ့လိုစဉ်းစားလိုက်အဲ့နီးလဲကနေပြီးတော့ပိုဆိုးတဲ့ပြဿနာတွေလည်းထပ်ဖြစ်နိုင်တယ်ဗျလာကဘာရဲ့မြေပြင်အတိုင်းအဲ့ဒီချထားတဲ့ cable ကြီးတွေကဒီနေအောင်ကြီးအပြည့်ရတဲ့နေရာနဲ့အမှောင်ထုတွေကိုရောက်သွားတဲ့အချိန်ကြားတွေကဒီအပူချိန်အပြောင်းလဲအဲ့ဒီအပူချိန်အပြောင်းလဲကိုဓာတ်ရိုက်ခံရတော့မယ်အဲ့ဒီအပူအေးကြောင်ကျိုးတွေကအချိန်ကြာလာတဲ့အမျှကွေးလာတာကောက်လာတာတောင့်တင်းလာတာနော်အပြင်ကကြီးရှီလီနေပေါက်တာပြဲတာအဲ့ဒါမျိုးတွေကလည်းဖြစ်နိုင်တယ်ပြီးတော့ cable အလေးချိန်ကလည်းရှိသေးတယ်ဗျာကီလိုမီတာနဲ့ချီပြီးတော့ရှည်တဲ့ power cable တွေကိုလာဖို့ဘယ်လိုတင်ရမှာလဲလာပေါ်မှာပဲထုတ်ရမှာလားဟုတ်သေးဘူးလေမီးရဖို့အတွက် cable ကိုဆွဲသွဲပါတယ်ဆိုကမှအဲ့ cable ကိုလာပေါ်မှာလည်းထုတ်လို့ရမှာဖြစ်နိုင်တယ်လေမြေကြီးပေါ်ဒီကဘာပေါ်ကနေပြီးတော့တည်သွားရမှာလေတိုက်မှာလည်းနောက်ထပ်ပြဿနာတစ်ခုโอเคအဲ့ဒါဆိုလို့ရှိရင်နောက်တစ်မျိုးပြောင်းစဉ်းစားမယ်ကျိုးနဲ့မပို့ကျိုးမဲ့ wireless စနစ်နဲ့ပို့ရအဲ့မိကွန်းကြောင့်ဒီ engineer တွေကကျိုးမဲ့လျှက်စစ်လွတ်တဲ့ဒီ wireless power beaming ဆိုတဲ့နီလန်းကိုပြန်စဉ်းစားလာကြတယ်သူရဲ့အကြံကရိုးရိုးလေးပဲနေအောင်ကြီးအပြည့်အဝရတဲ့ဒီတောင်ကျောပေါ်က solar power တွေကိုလေဆာဒါမှမဟုတ် microwave တွေအဖြစ်ပြောင်းမယ်ပြီးရင်အဲ့ဒီအမှောင်ဖုံးနေပါလေဆိုတော့เนาะဂျောက်တွေပေါ့เนาะဒီရေခဲရှိတဲ့နေရာပေါ့အဲ့စက်ရုပ်တွေစီကိုအဲ့ဒါကြီးလှမ်းပစ်လိုက်မိုက်တယ်ပေါ့เนาะ power ကို wireless စီပို့လို့ရတယ်မိုက်တယ်ပေါ့အကောင်းဆုံးပဲသိမလားဒီနည်းနဲ့ရမ်းကောင်းတယ်ဒါကြီးကရမ်းမိုက်တယ်လို့ထင်ရတယ်လေတူးမရှိဘူးเนาะတိမ်မရှိဘူးမိုးမရွာဘူး cable တွေကအလေးချိန်ကိုလည်းတည်စရာမလိုဘူးညောင်းတူးစရာလည်းမလိုဘူးဒါပေမဲ့ physics ကအဲ့လောက်ကြီးသဘောမကောင်းဘူးပထမဆုံးပြဿနာတော့ efficiency ပေါ့နော်စွမ်းရည်အလေအလွင့်ပေါ့လျှက်စစ်ကိုအလင်းဖြစ်ပြောင်းပြီးတော့အဲ့ဒါကိုဟိုဘက်ကပြန်ဖမ်းပြီးတော့အဲ့ဒါကိုလျှက်စစ်ဖြစ်ပြန်ပြောင်းရမှာတဲ့မလားဂျားထဲမှာ conversion တွေများတယ်ဆိုတော့စွမ်းရည်နေရာအဲ့ဒီမှာအများကြီးဆုံးရှုံးတယ်လက်ရှိနည်းပညာတွေကဒီ end to end efficiency ပေါ့ဒီဘက်ကနေ100ဘိုးပို့လိုက်မယ်ဆိုလို့ရှိရင်ဟိုဘက်ကို9ချက်ဘိုးကနေပြီးတော့16ချက်ဘိုးလောက်အထိပဲအသုံးဝင်တဲ့ power အနေနဲ့ပြန်ရတယ်ဟုတ်သေးပါဦးမင်းဟာလဲတက်ချေကမကိုက်ပြီးတော့အဲ့ဒီ efficiency မကောင်းလို့လေဒီဂျားထဲမှာပျောက်သွားပါတယ်ဆိုတော့ energy တွေကဒီတိုင်းပျောက်သွားတာမဟုတ်ဘူး conversion loss ပေါ့နော်ဒီ heat အဖြစ်ပြန်ပြီးတော့ထွက်လာတာဆိုတော့အဲ့ဒီအပူချိန်တွေက transmitter တွေ receiver တွေ electronics တွေအဲ့ဒါတွေပုံမှာပြန်ပြီးတော့လာတက်ရောက်တယ်ကဘာပေါ်မှာဆိုလို့ရှိရင်ကတော့ပူလဲဘာဖြစ်လဲကွာဘာအရေးလဲကိုပန်ကားနဲ့မှုတ်ထည့်လိုက်တာပေါ့အဆင်ပြေတယ်အဲ့လေမရှိတဲ့လားပေါ်မှာကျတော့အဲ့ဒီကောင်ကိုဘယ်နာပန်ကားနဲ့တော့မှုတ်ဆိုတော့အဲ့ဒီအပူကိုရှင်းမှုအတွက်ကိုကကျတော့သူက radiator ကြီးတွေထက်လို့တယ်ဆိုတော့အဲ့လောက်နဲ့ပြီးသွားပြီလားဆိုတော့မပြီးဘူးလေတို့မရှိတဲ့အခါကျတော့လေဆာအတွက်ကောင်းမယ်လို့ထင်ရတယ်ဆိုပေမဲ့ခင်ဗျားအနားမှာတွယ်ကက်နေသေးတဲ့ electrostatic dust လေးတွေကရှိနေသေးတယ်ဖုံမှုန့်လေးတွေပေါ့နော်ဓာတ်လိုက်နေတဲ့ဖုံမှုန့်လေးတွေပေါ့အဲ့ဒီဖုံမှုန့်လေးတွေက receiver မျက်နှာပြင်တွေပေါ်မှာကတ်သွားနိုင်တယ် radiator တွေပေါ်လည်းကတ်သွားနိုင်တယ် laser beam တွေကိုစုပ်ယူသွားတာတော့နော်ပြန်ကျဲသွားအောင်လုပ်တာအဲ့ဒါမျိုးပြဿနာတွေမျိုးစုံဖြစ်နိုင်တယ်ဆိုတော့ wireless power လည်းလုံးဝမဖြစ်နိုင်ဘူးလို့ပြောတာတော့မဟုတ်ဘူးဆိုပေမဲ့တွက်ချီကတော့တိတ်မကြိုက်ဘူး။ဒါမှတီးတဲ့နေရာတချို့လေးတွေမှာအသုံးဝင်နိုင်တာလေးတွေရှိတယ်။ permanent lunar base တွေနဲ့ mining site တွေကိုလည်းပတ်နိုင်ရလောက်တဲ့ power ကိုတော့ဒီကောင်ထုတ်ပေးနိုင်မှာမဟုတ်ဘူးပေါ့။လက်ရှိ technology အရဆိုရင်ပေါ့။ကျိုးပျောက်သွားတာနဲ့ပြဿနာပျောက်သွားတာမဟုတ်ဘူး။ပြဿနာကျိုးတွေကနေပြီးတော့အလင်းတန်းတွေကိုပြောင်းသွားတာ။ပြဿနာစတိုင်းမတူတော့တာပဲရှိတယ်။ဆိုတော့ကျိုးသွယ်မလားလေဆာပြက်မလားနှစ်ခုစလုံးမှာအလေအလွင့်မျိုးစုံအနေရမျိုးစုံအခက်အခဲမျိုးစုံရှိတယ်။ Okay engineer တွေဒီလောက်မပိန်ဘူးနောက်ထပ် idea ထပ်ထုတ်တယ် Okay ကျိုးလည်းမတွေ့ဘူးအလင်းနဲ့လည်းမပြစ်ဘူး
မီးသုံးမဲ့နေရာမှာပဲမီးထုတ်မဲ့ဆက်ပြောမယ်ဆိုတော့မီးဇက်ပေါ့အဲ့ဒါကြီးတော့ချထားလိုက်ရင်နေအောင်ကြီးကိုလည်းမလို့14ရက်ကြာတဲ့ညကိုလည်းကြောက်စရာမလိုအမှောင်ထဲမှာသူ့ဟာသူလေပတ်နိုင်မဲ့ power source တေးလည်းတေးရမယ် power လည်းများများထွက်ရမယ်ဗါလေ nuclear ပေါ့ nuclear လို့ပြောလိုက်တာနဲ့ခင်ဗျာအိမ်မှုပွင့်ကြီးတွေလိုမျိုးဘုံကြီးတွေကိုပဲပြေးမမြင်နေအောင်ဒီမှာပြောနေတာဘုံမဟုတ်เนาะဒါလက်ကပေါ်မှာလက်စစ်ထုတ်ဖို့အတွက်ဒီဇိုင်းထုတ်ထားတဲ့အငယ်စား nuclear ဓာတ်ပေါင်းပုံလေးတွေအဲ့ဒီကောင်တွေကို FSP fission surface power လို့ခေါ်တယ်။နီနီလည်းကအရင်ပြဿနာနှစ်ခုကိုတော်တော်ကြီးချော့ချပေးနိုင်တယ်။နေအောင်ကြီးရတဲ့တောင်ကျိုးတွေပေါ်မှာလည်း power source ကိုတင်ထားစရာမလိုဘူး။ကျိုးကိုကီလိုမီတာနဲ့ချီပြီးတော့လည်းတွဲစရာမလိုတော့ဘူး။လေဆာနဲ့မီးပစ်ပြီးတော့ဆွဲရည်နေအများကြီးလဲဆုံးရှုံးတယ်မခံရတော့ဘူး။ဒီကောင်ဘယ်သူမှလည်းအားကိုးစရာမလိုဘူး။အဲ့ power reactor လေးရှိရင်ကုန်စင်းကြည့်တယ်။နေအောင်လေးပါလည်းမလိုဘူး။စီလည်းပြန်ပြည့်စရာမလိုဘူး။တော်ရုံပေါ့နော်။အမောင်ထဲမှာလဲလဲနိုင်တယ်ညဘက်လဲလဲနိုင်တယ် crater နားပဲဖြစ်ဖြစ် base နားပဲဖြစ်ဖြစ်မီးလိုတဲ့နေရာမှာဒါလေးကိုချထားလိုက်ရုံပဲဒါပေမဲ့ nuclear ကလည်း magic answer ကြီးကမဟုတ်ပြန်ဘူး NASA 2022ခုနှစ်မှာတော့ကသူတို့စီကိုတင်ပြခဲ့တဲ့ FSP concept တွေကတခုချင်းစီက40 kilowatt class power system ဖြစ်ဖို့သူကရည်ရွယ်တယ်40 kilowatt ဆိုတာ power plant အရွယ်အစားကိုပြောတာမဟုတ်ဘူးလာကဘာပေါ်ကအခြေချမဲ့ဒီ base တစ်ခုနှစ်ခုလောက်ဒီ research lab တွေတို့ communication နေနဲ့ဒီအသက်ကယ်ဇက်တွေဗာညာတွေသုံးဖို့ critical system တွေမှာသုံးဖို့ပေါ့ပြီးတော့စက်ရုပ်တချို့အတွက်အသုံးဝင်နိုင်တဲ့အရွယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ကူးရင်နေတဲ့ lunar economy အကြီးပေါ့နော်ရေခဲတူးမယ်တို့ oxygen ထုတ်မယ်တို့ဗာညာတို့ 3D printer တွေဗာတွေအဲ့ကောင်တွေကကြတော့ industrial scale ကကြတော့40 kilowatt နေရဘယ်လိုလုပ်လောက်မှာလဲဆိုတော့တလုံးနဲ့မလုံးလုံးရင်အများကြီးချထားရမှာမလားဆိုတော့ရေခဲတူးတဲ့နေရာနားမှာတစ်လုံး lunar base နားမှာတစ်လုံး communication station နားမှာတစ်လုံးဒါစက်ရုပ်တွေလှုပ်တဲ့နေရာနားမှာတစ်လုံး construction zone နားမှာတစ်လုံးအဲ့လိုမျိုး power source တွေကနေရာအနှံ့ပြန့်သွားပြီဒါပြဿနာကနောက်ထပ်ပြဿနာပါလဲဆိုတော့မီးထုတ်နိုင်မလားဆိုတဲ့ပြဿနာမဟုတ်တော့ပြန်ဘူးအဲ့ဒီမီးတွေကိုဘယ်လိုစီမံခန့်ခွဲမလဲပေါ့ဒီဘက် reactor ကနေပြီးတော့ power ပို့ထုတ်နေတယ်ဟိုဘက် mining bot တွေက power ပို့လို့နေတယ်base ဘက်မှာ life support ကို priority ပေးရမယ် reactor တစ်လုံး maintenance ဝင်သွားရင်နောက်တစ်လုံးက backup လုပ်ပေးရမယ်ဆိုတော့လပေါ်မှာ power system တစ်ခုချင်းစီကတစ်လုံးချင်းစီလဲနေတာနဲ့မရတော့ဘူးအချင်းချင်းစကားပြောနိုင်တဲ့ network တစ်ခုကလည်းဖြစ်လာရအောင်မယ်ကမ္ဘာပေါ်မှာဆိုလို့ရှိရင်အဲ့ဒီစနစ်ကို micro grid လို့ခေါ်တယ်ဒါပေမဲ့လပေါ်က micro grid ကကမ္ဘာပေါ်က micro grid ထက်အများကြီးပိုခက်တယ်ဘာလို့လဲဆိုတော့ဒီမှာ power grid တစ်ခုပြတ်သွားတာကမ္ဘာပေါ်မှာဆိုလို့ရှိရင်အိမ်မီးပြတ်တာတော့ပဲဖြစ်မယ်ဗျာနော်အသက်ရှူစနစ်တွေတို့အပူထိန်းစနစ်တွေတို့ရေတန့်စင်ဖို့တို့ mining robot တို့အဲ့ဒါတွေကိုအသက်ဆက်ပေးနေမဲ့survival network ကြီးမဟုတ်နေဘူးဟိုမှာကျတော့မီးပြတ်ရင်ရောပရာသားပါဖြစ်မှာ哦ပြီးတော့အဲ့ဒီ network ကြီးကို AC နဲ့ဆောက်မှာလား DC နဲ့ဆောက်မှာလားကမ္ဘာပေါ်မှာတော့ Edison ရဲ့ DC နဲ့ Tesla ရဲ့ AC တို့အားပြိုင်ခဲ့တဲ့เนาะ War of the Carrots မှာ AC ကနေနိုင်တယ်အဲ့ဒါကြောင့်မလို့ဒီနေ့ကမ္ဘာ power grid အများစုကို AC ကနေပြီးတော့လွှမ်းမိုးထားတယ်ဒါပေမဲ့လကပေါ်မှာကျတော့အခြေအနေကတမျိုးစီဖြစ်သွားနိုင်တယ် solar panel တွေတို့เนาะ battery တွေတို့ကျန်တဲ့ electronics တွေတို့အဲ့ဒီအများစုက DC နဲ့အလုပ်လုပ်တာဆိုတော့လျှက်စစ်ကို AC ပြောင်း DC ပြောင်းခဏခဏပြောင်းနေရမှာဆိုလို့ရှိရင်efficiency เนาะဆိုင်းရင်ဆုံးရှုံးမှုပြဿနာထက်ရှိနိုင်တယ် DC စနစ်ကလည်းဒီ AC မှာ frequency ကြောင့်ဖြစ်တတ်တဲ့ reactive loss တွေကိုလျှော့နိုင်တယ်အဲဒါကြောင့်မို့လို့ lunar grid တွေက kilovolt class high voltage DC စနစ်တွေကအဆင်ပြေဆုံးဖြစ်လိမ့်မယ်လို့ပြောလာကြတယ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ကမ္ဘာပေါ်မှာရှုံးသွားပြီမဲ့လကမ္ဘာပေါ်မှာတော့လက်မပြန်ထောင်နိုင်တော့မယ်ပြဿနာနောက်တစ်ခုထပ်ရှိသေးတယ်เนาะ grid တွေရှိတယ်ဆိုပေမဲ့အဲ့ဒီ grid ကရှိုံနဲ့မပြီးဘူးအဲ့ဒီ grid တွေကိုမောင်းနေမှုအတွက်အုံနောက်လို့တယ်လပေါ်မှာ power ဆိုတာအကန့်အသတ်နဲ့ရမှာ哦 reactor တစ်လုံးက40 kilowatt class ဖြစ်နိုင်တယ် solar power ကလည်းနေအောင်ရတဲ့အချိန်မှာမူတည်နေတယ်ရှိသမျှသော system တိုင်းကလည်းမီးပေးဖို့ကလိုနေပြန်ရောဒီမှာ automation နဲ့ energy management software တွေကမပါမဖြစ်ပါလာတယ် AI ကလည်းအဲ့ဒီစနစ်ထဲမှာ prediction နဲ့ load balancing အတွက်အရေးပါတဲ့ layer တစ်ခုကလည်းဖြစ်လာပြန်ရောဥပမာတစ်ခုစဉ်းစားကြည့်အောင်အမှောင်တွေကဒီကြောက်ထဲက mining robot တစ်ကောင်ကရေခဲကြောက်သားအမာကြီးကိုဖျက်တူးနေနေရုတ်တရက် power တွေအများကြီးဆွဲသုံးလိုက်တယ်ပေါ့နော်ရေခဲရတာအမာလို့ပေါ့အဲ့ဒီအချိန်ထဲမှာ grid က second mind တွင်ဆုံးဖြတ်ရမယ် live support ကိုလည်းမထိရဘူးအပူထိမ်းမဲ့စနစ်ကိုလည်းမထိရဘူး communication link ကိုလည်းမထိရဘူးအဲ့ဒါဆိုလို့ရှိရင် power ကိုဘယ်ကနေ short မလဲ rover တစ်စီးအားသွင်းနေတာကိုခဏရက်ထားမလားဒါမှမဟုတ်လူမရှိတဲ့ module တစ်ခုရဲ့ heater ကိုနည်းနည်း short ထားလိုက်မလားဒါမှမဟုတ်အဲ့ဒီ mining robot ကိုပဲ full power မပေးဘဲနဲ့နည်းနည်းနှေးသွားအောင်လုပ်လိုက်မလားအဲ့ဒါတွေကလူကတယောက်ချင်းစီလိုက်ပြီးတော့ manual လိုက်လုပ်နေမယ်ဆိုရင်ပြီးတော့မှမဟုတ်ဆိုတော့သူတို့ကကိုပိုင် safety rule တွေ priority setting တွေ sensor data တွေအဲ့ဒါတွေကိုကြည့်ပြီးတော့ချက်ချင်းတုံ့ပြန်ရမှာ automatic တုံ့ပြန်ရမှာဆိုတော့လပေါ်မှာ power grid ဆောက်တယ်ဆိုတာကလေအဲ့ဒီလက်စစ်ကြိုးသွယ်တဲ့ electrical engineering problem တခုတက်တက်ပဲတော့လည်းမဟုတ်တော့ပြန် software problem automation problem survival infrastructure problem လို့မျိုးဖြစ်သွားတယ်
လာကဘာပေါ်က power grid တွေကမီးပေးတဲ့စနစ်သက်သက်မဟုတ်တော့ဘူးဗျာဘယ်ဆက်ကိုအသက်ဆက်ပေးမလဲဘယ်ဆက်ကိုခဏပိတ်မလဲအဲ့ဒါကိုအဆုံးဖြတ်ပေးရမယ် survival operating system ကြီးဖြစ်လာတယ်အကုန်လုံးမရနိုင်ဘူးတစ်ခုရရင်တစ်ခုကပိတ်ရမယ်ဆိုတော့ဒီအရာတွေကစိတ်ကူးတွေကြီးပဲထိုင်ကျင်နေတာတော့မဟုတ်ဘူး NASA နဲ့ DOE က fission surface power ကိုစမ်းသပ်နေတယ်ပြီးတော့ DARPA ရဲ့ဒီ Lunar 10 program မှာလည်းလကဘာပေါ်မှာ power communication navigation construction အဲ့လိုမျိုး infrastructure တွေတစ်ခုနဲ့တစ်ခုချိတ်နိုင်မဲ့စနစ်တွေကို private company တွေနဲ့စပြီးတော့စမ်းနေပြီ icon ဆိုမျိုး company တွေနဲ့လည်းဒီကဘာမြေသားကိုတုံးပြီးတော့ landing pad တွေ land တွေ habitat structure တွေအဲ့ဒါတွေကို 3D print နဲ့အကုန်ထုတ်ဖို့စမ်းနေကြတယ်အကုန်လုံးဒီမီးပေါ်မှာနှိခိုးတယ်မီးလုံးဝပြတ်လို့မရဘူးဆိုတော့အခုနိုင်ငံကြီးတွေအပြိုင်ဆိုင်ပြောနေတဲ့ moon race က moon race အစ်စ်ပေါ့နော်အဲ့ဒါဘသူက rocket ပို့ကြီးလဲဘသူကမြန်သွားနိုင်လဲအဲ့လိုမျိုးမဟုတ်ဘသူကလာကဘာပေါ်မှာ EPC သားလုံနိုင်ပါလဲ okay ထုတ်လာပြီဆိုလို့ရှိရင်အဲ့ဒီမီးကိုဘသူကထိန်းချုပ်ပါလဲဘသူက infrastructure တွေကိုအရင်စောင့်နိုင်ပါလဲအဲ့ဒီပြိုင်ပွဲဖြစ်သွားပြီဆိုတော့ဒါတော့ပဲဒီနေ့ဗီဒီယိုလေးကတော့ခင်ဗျားတို့ထင်ထားတဲ့အတွေးတွေကနော်လာကဘာနဲ့ဒီနေ့ဗီဒီယိုမှာပြောလိုက်တဲ့လာကဘာနဲ့ဘယ်လိုတွေကွာလဲထင်ထားတဲ့အတိုင်းဟုတ်ရဲ့လားအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှိနှိုင်းသွားလို့ရပါတယ် okay နောက်နေ့မှတွေ့တော့